ဥပဒေသားတစ်တင်းထက်လူကြီးတဲ့ပိုတော်ကြောင့်မပြပါနဲ့တင်းထက်ကလူတွေကိုသူတို့ကိုယ်သူတို့တာလွန်နေတယ်လို့ခံစားရအောင်ရဲလှုပ်ဆောင်ပါတင်းရဲ့ရည်ချင်းတွေကိုအလွန်အမေးပြသမိရင်သူတို့မှာကြောက်ရွံ့မှုနဲ့မလုံးချုံစိတ်တွေဖြစ်လာနိုင်ပါတယ်တင်းထက်ကလူကြီးကိုပိုပြီးထက်မြက်တဲ့ပုံပေါ်အောင်လုပ်ပေးခြင်းဖြင့်တင်းဟာအာဏာရဲ့အထွတ်အထိပ်ကိုရောက်ရှိသွားပါလိမ့်မယ်ဥပဒေသားနှစ်တငယ်ချင်းတွေကိုအလွန်အမေးမယုံကြည်ပါနဲ့ရန်သူတွေကိုဘယ်လိုအသုံးချရမလဲလေ့လာပါတကယ်ချင်းတွေဟာမနာလိုစိတ်ကြောင့်တင့်ကိုအလွယ်တကူတစ္ဆာဖောက်နိုင်လို့သတိထားပါရန်သူဟောင်းကိုအလောက်ခံထားခြင်းကတကယ်ချစ်တဲ့တောင်ပို့ပြီးတစ္ဆာရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာတစ္ဆာရှိကြောင်းတည်တည်ပြဖို့ပူကြိုးစားရမှာဖြစ်လို့ပါတကယ်တော့သင်ဟာရန်သူထက်တကယ်ချင်းကိုပိုကြောက်တင်ပါဥပဒေသားတော့တင်းရဲ့ရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားပါတင်းရဲ့လှုပ်ဆောင်ခြင်းနောက်ွယ်ကရည်ရွယ်ချက်ကိုဘယ်တော့မှထုတ်ဖို့မပြပါနဲ့တင်းရဲ့ရည်ရွယ်ချက်ကိုမသိရင်တင်းရန်သူတွေဟာကြိုတင်ကာကွယ်မှုမလုပ်နိုင်တော့ပါဘူးသူတို့တွေတင်းရဲ့ရည်ရွယ်ချက်ကိုတီးသွားချိန်မှာတော့သူတို့နောက်ကျသွားပါပြီဥပဒေသား၄လိုအပ်တာထက်လျှော့ပြောပါတင်းကစကားတွေအများကြီးပြောနေလေတာမန်လူတယောက်လိုဖြစ်နေပြီးအခြေအနေကိုမထိန်ချုံနိုင်သလိုဖြစ်နေပါလိမ့်မယ်။ဩဇာအာဏာရှိသူတွေဟာစကားနည်းနည်းပြောခြင်းဖြင့်တစ်ဖက်လူကိုအထင်ကြီးစေသလိုချင်းချောက်နိုင်ကြလဲရှိကြပါတယ်။ဥပဒေသား၅ဂုံသတင်းပေါ်အများကြီးမူတည်နေပါတယ်။ဂုံသတင်းဟာဩဇာအာဏာရဲ့ခြေခံအုပ်မြစ်ဖြစ်တာမို့လို့အသက်နဲ့လဲပြီးကာကွယ်ပါ။ဂုံသတင်းကောင်းတစ်ခုတည်းနဲ့တင်သင်ဟာရန်သူတွေကိုချင်းချောက်နိုင်ပြီးအောင်နိုင်ပါတယ်ဥပဒေသား6မိသည့်နည်းဖြစ်မစိုးအာယုံစိတ်မှုကိုရယူပါအရာရာတိုင်းကိုပေါ်ရန်အမြင်နဲ့ပဲဆုံးဖြတ်ကြတာမို့လူအုပ်ကြားထဲမှာပျောက်မသွားပါစေနဲ့ထူခြားထင်ရှားနေပါစေအားလုံးကတင့်ကိုအာယုံစိတ်လာအောင်ဆွဲဆောင်မှုရှိတဲ့တန်လေးတစ်ခုလိုဖြစ်နေပါစေဥပဒေသားခွန်တခြားသူတွေကိုအလုပ်လုပ်ခင်ပြီးအတိအမှတ်ပြုမှုကိုတော့တင်ကိုယ်တိုင်ရယူတခြားသူတွေရဲ့ဘုဒ္ဓတာနဲ့ကြိုးစားအားထုတ်မှုကိုတင့်အတွက်အသုံးချပါဒါကတင့်ကိုထက်မြက်မြန်ဆန်တဲ့သူတယောက်အဖြစ်ပုံပေါ်စေမှာဖြစ်ပြီးအကူအညီပေးသူတွေကိုတော့လူတွေကမေ့သွားကြမှာဖြစ်ပါတယ်ဥပဒေသား၈တစ်ဖက်လူကတင့်စီလာအောင်လုပ်ပါတစ်ဖက်လူကတင့်စီလာအောင်အစာပြပြီးဆွဲဆောင်နေရင်သင်ဟာအခြေအနေတွေကိုထိန်းချုပ်နိုင်သူဖြစ်လာပါလိမ့်မယ်ဥပဒေသားကိုငင်းခုန်ခြင်းဖြင့်အောင်နိုင်တာမျိုးမဟုတ်ပဲလှုပ်ဆောင်ချက်ဖြင့်အောင်နိုင်ပါစေငင်းခုန်ခြင်းကနေရရှိတဲ့အောင်မြင်မှုဟာခဏတာပဲဖြစ်ပြီးတစ်ဖက်လူရဲ့မကျေနပ်မှုကိုသာဖြစ်စေပါတယ်စကားတစ်လုံးမှမပြောဘဲသင်ရဲ့လှုပ်ဆောင်ချက်တွေကနေတစ်ဆင့်တခြားသူတွေသဘောတူလာအောင်လှုပ်ဆောင်တာကပိုပြီးဩဇာအာဏာရှိပါတယ်ဥပဒေသား10ကန်ဆိုးသူတွေနဲ့မပြောရှင်းသူတွေကိုရှောင်ခြင်းပါတခြားသူတွေရဲ့စိတ်ဆင်းရဲမှုတွေဟာယောဂတစ်ခုလိုကူးစက်တတ်ပါတယ်ကန်ဆိုးသူတွေဟာသူတို့ရဲ့ကန်ဆိုးမှုကိုတင်းစီကိုပါတည်ဆောင်လာနေတာကြောင့်ပျော်ရွှင်ပြီးကံကောင်းသူတွေနဲ့သာပေါင်းသင်းပါဥပဒေသား7လူတွေတင့်ပေါ်မိခိုနေအောင်လုပ်ပါလူတွေကတင့်ကိုအမြဲတမ်းလိုအပ်နေမှသာသင်ဟာလွတ်လပ်မှုကိုရရှိမှာဖြစ်ပါတယ်လူတွေကသူတို့ရဲ့ပျော်ရွှင်မှုနဲ့ကြီးပွားမှုအတွက်တင့်ကိုအမိပြုနေသူရဲ့တင့်မှာကြောက်စရာမရှိပါဘူးဥပဒေသား7ရွေးချယ်ထားတဲ့ရိုးသားမှုရရောမှုနဲ့တစ်ဖက်လူကိုလက်နဲ့ချခိုင်းပါတစ်ချိန်ဒီသောစိတ်ရင်းမှန်တဲ့ရိုးသားမှုကတင့်ရဲ့မရိုးသားမှုပေါင်းများစွာကိုဖုံးကွယ်ပေးနိုင်ပါဒါဟာတင့်ကိုတန်တရားရှိနေသူတွေရဲ့အဆိုးမြင်စိတ်တွေကိုရောကျသွားစေပါလိမ့်မယ်ဥပဒေသား73အကူအညီတောင်းတဲ့အခါသူတို့ရဲ့အကျိုးစီးပွားကိုသာပြောပါယေရှုတရားကိုမပြောပါနဲ့အကူအညီတောင်းတဲ့အခါတစ်ဖက်လူအတွက်ဘာတွေအကျိုးရှိမလဲဆိုတာကိုသာအသာပေးပြောဆိုပါသူအတွက်အကျိုးရှိမယ်လို့မြင်တဲ့အခါသူကစိတ်အားထက်သန်စွာနဲ့တုံ့ပြန်လာပါလိမ့်မယ်ဥပဒေသား14တငယ်ချင်းလိုဟန်ဆောင်ပြီးသူရှို့လိုအလုပ်လုပ်ပါတင့်ပြိုင်ပဲအကြောင်းသိရှိထားဖို့ကအလွန်အရေးကြီးပါတယ်လူမှုရေးပွဲလန်းသဘင်တွေမှာလူတွေရဲ့အားနည်းချက်နဲ့ရည်ရွယ်ချက်တွေကိုသိရှိနိုင်ဖို့တွေ့ဝိုက်တဲ့မေးခွန်းတွေမေးတဲ့အောင်
လေ့လာပါဥပဒေတာ15ရန်သူကိုအပြီးတိုင်ချေမှုန်းပါကြောက်စရာကောင်းတဲ့ရန်သူကိုအပြီးတိုင်ချေမှုန်းရမယ်ဆိုတော့ကိုခေါင်းဆောင်ကြီးတွေသိကြပါတယ်အနှဲငယ်များကြံရှိနေရင်တောင်နောက်ပိုင်းမှာပြန်ပြီးမီးတောက်လာနေတာကြောင့်ရန်သူကိုခန္ဓာကိုယ်သာမကစိတ်ဓာတ်ကိုပါချေမှုန်းပစ်ပါဥပဒေတာ16လေးစားမှုနဲ့ဂုဏ်သိက္ခာတိုးပွားဖို့ပျောက်ကွယ်နေခြင်းကိုသုံးချပါနေရာတကာမှာအမြဲရှိနေပြီးအမြဲပြောနေရင်သင်ဟာတာမန်လူတစ်ယောက်လိုဖြစ်သွားပါလိမ့်မယ်အဖွဲ့အစည်းတစ်ခုမှာနေရာရပြီးသားဆိုရင်ခဏတာပျောက်ကွယ်နေခြင်းကသင်ကိုပို့ပြီးလူပြောများစေပါတယ်ပို့ပြီးတော့လူတွေလေးစားစေပါတယ်ဥပဒေတာ19လူတွေကိုမဝေခွဲနိုင်အောင်လုပ်ထားပါလူတွေဟာတစ်ဖက်လူရဲ့အပြုအမူကိုကြိုတင်ခံမှန်းခြင်းနဲ့အလေးကျင့်ရှိကြပါတယ်ရည်ရွယ်ချက်ရှိရှိနဲ့ခံမှန်းရခက်အောင်နေထိုင်ခြင်းဖြင့်သူတို့ကိုမဝေခွဲနိုင်အောင်လုပ်ထားပါဥပဒေတာ18ကိုကာကွယ်ဖို့ခံတတ်တွေမတိဆောက်ပါနဲ့တီးတန့်ခွဲနေတာဟာအန္တရာယ်ရှိပါတယ်ခံတတ်တစ်ခုကအလုံးချုံဆုံးလို့ထင်ရပေမဲ့အမှန်တကယ်တော့ဒါကတင့်ကိုအဖိုးတန်တဲ့သတင်းအချက်လက်တွေကနေဖြတ်တောက်လိုက်သလိုဖြစ်သွားစေပါတယ်လူကြားထဲမှာပဲနေထိုင်ခြင်းကရန်သူရန်ကနေပို့ပြီးတော့လုံခြုံစေပါတယ်ဥပဒေတာ19တင်ဘယ်သူနဲ့ဆက်ဆံနေတယ်လဲဆိုတာကိုသိပါစေလူတိုင်းဟာတင်ရဲ့နီးဗျူဟာတွေပေါ်တူညီတဲ့တုံ့ပြန်မှုရှိမှာတော့မဟုတ်ပါဘူးဒါကြောင့်တင်ရဲ့ပြင်ဘက်ကိုတေချာရွေးချယ်ပါမာရွံ့တဲ့လူကိုသွားပြီးမစော်ကားမိပါစေနဲ့ဥပဒေတာ20မြည်သူ့ဘက်မှမပါပါနဲ့တစ်ဖက်ဘက်ကနေအလင်းစလိုပါဝင်တာဟာလူမိတ်တွေရဲ့အလုပ်ပါလွတ်လပ်စွာနေထိုင်ခြင်းဖြင့်တင်ဟာတခြားသူတွေကိုထိန်းချုပ်နိုင်သူဖြစ်လာပါလိမ့်မယ်ဥပဒေတာ21လူမိတ်လိုဟန်ဆောင်ပြီးလူမိတ်ကိုဖမ်းပါတစ်ဖက်လူကတင့်တက်ပို့ပြီးထက်မြက်တယ်လို့ခံစားရအောင်လုပ်ထားပါသူတို့ကိုသူတို့ပိုထက်မြက်တယ်လို့ယုံကြည်သွားတဲ့အခါတင်ရဲ့တကယ့်ရည်ရွယ်ချက်ကိုသူတို့အတန်တရားမရှိတော့ပါဘူးဥပဒေတာ22လက်နဲ့ချတဲ့နီးဗျူဟာကိုသုံးပါတင်ဟာအားနည်းနေတဲ့အခါဂုံတိတ်ခါအတွက်မတိုက်ခိုက်ပါနဲ့လက်နဲ့ချခြင်းကိုရွေးချယ်ပါလက်နဲ့ချခြင်းကတင့်ကိုပြန်လဲနလန်ထူဖို့ချိန်ပေးပါလိမ့်မယ်ဥပဒေတာ23တင့်အင်အားကိုစုစည်းထားပါတင့်ရဲ့အင်အားနဲ့စွမ်းအင်တွေကိုအားအကောင်းဆုံးနေရာမှာစုစည်းထားခြင်းဖြင့်ပုံမူအကျိုးရှိပါလိုက်မယ်တင့်ကိုအထောက်ပံ့ပေးမဲ့အရင်းမြစ်တစ်ခုတည်းကိုပဲအလေးထားရှာဖွေပါဥပဒေတာ24ပြည်စုံတဲ့နန်းတွင်းသားတစ်ယောက်လိုနေထိုင်အာဏာရှိတဲ့လောကမှာအောင်မြင်ဖို့အတွက်တော်ဝိတ်တဲ့နီးလန်းတွေကိုတက်မြောက်ထားရပါမယ်အထက်လူကြီးကိုမြောက်ပင့်တက်ရမယ်အောက်လက်ငယ်သားအပေါ်မှာတော့ပပနက်နက်နဲ့အာဏာပြတ်တက်ရပါမယ်ဥပဒေတာ25ကိုပြန်လဲတိဆောက်ပါလူအဖွဲ့အစည်းကတတ်မှတ်ပေးထားတဲ့ခန်းကဏ္ဍတွေကိုလက်မခံပါနဲ့လူတွေအာယုံစိတ်လာမဲ့တတ်မှတ်ချက်အသစ်တစ်ခုကိုကိုယ်တိုင်ဖန်တီးပါဥပဒေတာ26တင့်လွတ်တွေကိုတန့်ရှင်းအောင်ထားပါသင်ဟာယဉ်ကျေးပြူငါပြီးထိရောက်တဲ့သူတစ်ယောက်အဖြစ်အမြဲပုံပေါ်နေရပါမယ်အမားတွေနဲ့မကောင်းတဲ့အလုပ်တွေမှာတင်ပါဝင်နေတာကိုမသိအောင်တခြားသူတွေကိုအသုံးချပြီးဖုံးကွယ်ထားပါဥပဒေတာ29လူတွေရဲ့ယုံကြည်ခြင်းစိတ်ကိုအသုံးချပြီးနောက်လိုက်တွေများလာအောင်လုပ်ပါလူတွေဟာတစ်ခုခုကိုယုံကြည်ခြင်းနဲ့ပြင်းပြတဲ့ဆန္ဒရှိကြပါတယ်သူတို့ကိုယုံကြည်ကိုးကွယ်စရာအသစ်တစ်ခုဖန်တီးပေးပြီးတင်းနောက်လိုက်တွေဖြစ်လာအောင်လှုပ်ဆောင်ပါဥပဒေတာ28ရဲရဲဝံ့ဝံ့လှုပ်ဆောင်ပါတင်လှုပ်ဆောင်မဲ့အစီအစဉ်တွေပေါ်မသေးချသေးရင်မလုပ်ပါနဲ့တုံစိမ့်နေခြင်းကပို့ပြီးတော့အန္တရာယ်ရှိပါတယ်ရဲရဲဝံ့ဝံ့လှုပ်ဆောင်ခြင်းကိုသာလူတွေကလေးစားကြတာပါဥပဒေတာ29အဆုံးထိကြိုတင်စီမံပါအဆုံးသက်ကအရာရာပဲဖြစ်ပါတယ်ဖြစ်လာနိုင်တဲ့အတားအဆီးတွေနဲ့အကျိုးဆက်အားလုံးကိုထည့်သွင်းစဉ်းစားပြီးအဆုံးထိကြိုတွေးထားပါစီမံထားပါဥပဒေတာ30သင်ရဲ့အောင်မြင်မှုတွေကိုလွယ်လွယ်ကူကူရရှိသလိုမျိုးပုံဖော်ပါသင်ရဲ့လှုပ်ဆောင်ချက်တွေဟာတဘာဝကျပြီးအားစိတ်စရာမလိုပဲလုံနိုင်တယ်လို့ဖြစ်နေပါစေသင်ရဲ့စ조사အားထုတ်မှုတွေနဲ့လက်ကွက်တွေကိုဖုံးကွယ်ထားပါဥပဒေတာ31ရွေးချယ်စရာတွေကိုထိန်းချုပ်ထားပါအကောင်းဆုံးလှည့်စားမှုကတော့တစ်ဖက်လူကိုရွေးချယ်ခွင့်ပေးထားတယ်လို့ထင်စေတာပါသူတို့ဘယ်လမ်းကိုပဲရွေးရွေးတင့်အတွက်အကျိုးရှိမဲ့လမ်းတွေဖြစ်အောင်ဖန်တီးထားတာမျိုးပါဥပဒေတာ32လူတွေရဲ့စိတ်ကူးရင်မှုကိုအသုံးချပါ
အမှန်တရားဟာတစ်ခါတရံမှာတော့ရုပ်ဆိုးပြီးစိတ်ပျက်စရာကောင်းတတ်ပါတယ်။ဒါကြောင့်လူတွေစိတ်ကူးယဉ်နေတဲ့အရာတွေကိုဖန်တီးပေးနိုင်သူဟာဩဇာအာဏာကိုရရှိကြပါတယ်။ဥပဒေတာ33လူတိုင်းရဲ့အားနည်းချက်ကိုရှာဖွေပါလူတိုင်းမှာအားနည်းချက်တစ်ခုစီရှိကြပါတယ်။အဲဒီအားနည်းချက်ကိုသိသွားပြီဆိုရင်ဒါဟာသင်အတွက်အသုံးချလို့ရတဲ့အားသာချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ဥပဒေတာ34ဘယင်တစ်ပါးလိုကျင့်ကြံပါလူတွေကသင်ကိုဘယင်တစ်ပါးလိုဆက်ဆံစေခြင်းဘယင်တစ်ပါးလိုပြုမှုနေတိုင်းပါကိုလေးစားပြီးယုံကြည်မှုရှိနေတိုင်းခြင်းကသင်ကိုမြင့်မြတ်သူတစ်ယောက်အဖြစ်ပုံပေါ်စေပါတယ်။ချိန်ကားကိုပိုင်နိုင်စွာအသုံးချပါဘယ်တော့မှအလင်းစလိုမလုပ်ပါနဲ့ချိန်ကောင်းကိုစောင့်ဆိုင်တတ်တဲ့စိတ်ရှိမှုမျိုးရှိပါစေ။ခွင့်ရေးရောက်လာတဲ့အခါမှာတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်ပါဥပဒေတာ36သင်မရနိုင်တဲ့အရာတွေကိုမလိုချင်သလိုနေပါသင်ငယ်တဲ့ပြဿနာတွေကိုအာယုံစိတ်လေအဲ့ဒီပြဿနာကိုပိုပြီးကြီးထွားစေလေပါပဲသင်မရနိုင်တဲ့အရာတစ်ခုကိုမလိုချင်သလိုမျိုးလစ်လူရှုထားခြင်းကသင်ကိုပိုပြီးတာလွန်တဲ့သူတစ်ယောက်ဖြစ်ထင်မြင်စေပါတယ်ဥပဒေတာ39စိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတွေကိုဖန်တီးပါခန္ဓာထဲပါတဲ့ပုံရိပ်တွေနဲ့သင်္ကေတတွေဟာအာဏာရှိတဲ့ပုံစံကိုဖြစ်ပေါ်စေပါတယ်လူတွေကအဲ့ဒီမြင်ကွင်းတွေကိုငေးမောနေချိန်မှာသင်တကယ်ဘာလုပ်နေတယ်လဲဆိုတာသူတို့သတိထားမိမှာမဟုတ်ပါဘူးဥပဒေတာ38စိတ်ကြိတ်တွေးပါဒါပေမဲ့တခြားသူတွေလိုပဲပြုမှုပါသင်ရဲ့ထူးခြားတဲ့အယူဆတွေကိုလူတကာကိုလိုက်ပြနေရင်လူတွေကသင်ကိုထင်သေးတယ်လို့ထင်ပြီးအပြစ်ပေးပါလိမ့်မယ်ဒါကြောင့်လူအုပ်ထဲမှာရောနှောနေထိုင်ပြီးသင်ရဲ့ထူးခြားမှုကိုတော့စိတ်ချရတဲ့တငယ်ချင်းတွေနဲ့ပဲမျှဝေပါဥပဒေတာ39ငါးပန်းဖို့အတွက်ရေကိုနောက်အောင်လုပ်ပါဒေါသထွက်ခြင်းကနီးပြူဟာအရာအရှုံးပေးခြင်းပါသင်ကတည်ငြိမ်နေပြီးသင်ရန်သူကိုဒေါသထွက်အောင်လုပ်နိုင်ရင်သင်ဟာအသာစီးရရှိပါလိမ့်မယ်ဥပဒေတာ40အလကားရတာကိုမလိုချင်ပါနဲ့လက်ကားပေးတဲ့အရာတွေနဲ့နောက်ကွယ်မှာလှည့်ကွက်တွေဒါမှမဟုတ်ဝတ်တရားတွေပါလာတတ်ပါတယ်ထိတ်တန့်တဲ့တန်ဖိုးကိုပေးချင်ခြင်းဖြင့်ကျေးဇူးအကျွေးနဲ့လှည့်စားမှုတွေကနေကင်းဝေးသွားပါလိမ့်မယ်ဥပဒေတာ41ကြီးကျယ်တဲ့သူရဲ့ခြေရာကိုမနှင်းပါနဲ့အရင်ကလှုပ်တဲ့သူကနောက်မှလှုပ်တဲ့သူထက်ပိုပြီးထူးခြားတယ်လို့အမြင်ခံရတတ်ပါတယ်ဒါကြောင့်အောင်မြင်ကျော်ကြားသူတယောက်ရဲ့အရေးအောက်မှာမနေဘဲနဲ့သင်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုဖန်တီးပါဥပဒေတာ42တိုးထိုင်းကိုရိုက်ပါတိုးအုပ်တီကွဲသွားပါလိမ့်မယ်ပြဿနာတွေဟာများသောအားဖြင့်လူတဦးတစ်ယောက်ကြောင့်ဖြစ်တတ်တာပါအဲဒီလူကိုဖယ်ရှားလိုက်တာနဲ့ကျန်တဲ့သူတွေဟာလည်းလူစုကွဲသွားပါလိမ့်မယ်ဥပဒေတာ43လူတွေရဲ့စိတ်နှလုံးကိုတိုင်းပိုက်ပါအတင်းကျပ်စေခင်းခြင်းကနောက်ပိုင်းမှာပြန်လည်တုံ့ပြန်မှုကိုဖြစ်စေပါတယ်လူတွေအသင်းနောက်ကိုလိုက်လာခြင်းအောင်ဆွဲဆောင်ပါသူတို့ရဲ့စိတ်ခံစားမှုနဲ့အားနည်းချက်တွေကိုသုံးချပြီးဆွဲဆောင်ပါဥပဒေတာ44မှန်ပြနီးပြူဟာမဲတာအဖက်နဲ့လက်နဲ့ဖြုတ်ပါတင်းရန်သူလုပ်သလိုမျိုးလိုက်လုပ်ခြင်းဖြင့်သူတို့ကိုမဝေခွဲနိုင်အောင်လုပ်ပါဒါဟာသူတို့ကိုလှောင်ပြောင်တာဖြစ်စေသလိုတင့်မှာသူတို့နဲ့တူညီတဲ့တန်ဖိုးတွေရှိတယ်ဆိုတာကိုလည်းထင်အောင်ထင်မှာဖြစ်သွားစေပါတယ်ဥပဒေတာ45ပြောင်းလဲမှုလိုအပ်ကြောင်းဟောပြောပါဒါပေမဲ့တစ်ခါတည်းနဲ့အများကြီးမပြောင်းလဲပါနဲ့လူတွေဟာအပြောင်းလဲကိုလိုချင်ကြပေမဲ့လက်တွေ့မှာတော့အလေးကျင့်ဟောင်းတွေကိုပဲဆွဲလန်းတတ်ကြပါတယ်အပြောင်းလဲလုပ်တဲ့အခါအရင်ကအစဉ်လာတွေကိုလေးစားတယ်လို့မျိုးပြသပြီးတဖြည်းဖြည်းချင်းပဲပြောင်းလဲပါဥပဒေတာ46အလွန်အမင်းပြည်စုံလွမ်းသူအဖြစ်မနေပါနဲ့တခြားသူတွေထက်တာလွန်နေခြင်းကအန္တရာယ်ရှိတယ်လို့အပြစ်အနာစာမရှိတယ်လို့နေထိုင်ခြင်းကမနာလိုမှုကိုဖြစ်စေပါတယ်အခါတရံမှာသင်ရဲ့အားနည်းချက်လေးတွေကိုပြသပေးခြင်းဖြင့်လူတွေနဲ့ပို့ပြီးနှိမ့်ဆက်အောင်နေထိုင်လို့ဥပဒေတာ49အောင်မြင်မှုရရှိတဲ့အခါရည်မှန်းချက်တဲ့ကြော်လွန်မိမသွားပါနဲ့အောင်မြင်မှုရတဲ့ချိန်ဟာအန္တရာယ်အရှိဆုံးအချိန်ပါပဲကိုယုံကြည်မှုလွန်ခဲ့ပြီးရည်မှန်းချက်တဲ့ကြော်လွန်သွားတာမျိုးဖြစ်ပါစေနဲ့ရည်မှန်းချက်မပြည့်မီတဲ့အခါရက်တန့်တတ်ပါစေဥပဒေတာ48ပုံသေးကားချက်လိုမျိုးပုံသေးကြမရှိပါစေနဲ့ပုံသေးပုံစံတစ်ခုအမြဲရှိနေခြင်းကရန်သူကိုတိုက်ခိုက်ဖို့အခွင့်အရေးပေးလိုက်တယ်လို့ပါပဲအမြဲတမ်းပြောင်းလဲနေတဲ့ခြေနေတွေနဲ့အညီလေဒီယောညီးထွေးရှိအောင်နေထိုင်ပါရေလိုပဲပုံသဏ္ဍာန်မရှိဘူးဒါပေမဲ့စီးဆင်းနေတယ်
တင်းကိုယ်တင်ကာကွယ်ဖို့အကောင်းဆုံးသောနည်းလမ်းကရေလိုရှင်သန်ခြင်းပါပဲအခုဖော်ပြခဲ့တဲ့ဥပဒေသ48ခုကိုလေ့လာခြင်းဖြင့်ဟောစာအာဏာပါဝါတွေရဲ့သဘောတဘာဝကိုပိုပြီးနားလည်နိုင်မယ်လို့ထင်ပါတယ်ဟောစာအာဏာကိုရယူထိမ့်သိမ့်ဖို့ဆိုတာပုံတီကားချက်ကြနေတဲ့စစ်တူရင်ခုံပေါ်မှာကစားတာမျိုးမဟုတ်ပဲစီစဉ်နေတဲ့မြေရည်ပြင်ပေါ်မှာလှေလော်ရတယ်လို့မျိုးအခြေအနေနဲ့အချိန်ခါကိုလိုက်ပြီးပြောင်းလဲတတ်ဖို့အရေးကြီးပါတယ်တကယ်လိုအပ်ပါတယ်